ပြင်သွားရင်ဘာယူသွားမလဲ ဆိုင် ပတ်စံအိတ်လားပတ်စံလားပတ်စံအိတ်လို့ပြောရနော်အိတ်လို့ပြောရနော်အဖြေက no အပြင်သွားရင်ဘာယူသွားမလဲဖုန်းအဖြေကဟုတ်တယ်ဒါဆိုရင်ကိုယ့်ဘာသာကိုပြင်မသူမြောက်ပေးဖြစ်မလားမြင်ပေးဖြစ်မယ်နေရာယူပါဘယ်တော့မှသူတို့မဖြေတော့ဘူး Okay ကဲအဲ့တော့အပြင်သွားရင်ဘာယူသွားမလဲတဲ့ ပတ်စံတော့အိတ်လို့ပြောလိုက်လို့နော်ပတ်စံဆိုရင်အဖြေကယောက်ျားလေးလားမိန်းကလေးလားမသိဘူးလေနော်အယောက်တရားနော်နောက်တစ်ယောက် maybe အပြင်သွားရင်ဘာယူသွားမလဲထီကြီးကြီးအသားမဲမှာဆိုတော့အဖြေကဟုတ်တယ်အပြင်သွားရင်ဘာယူသွားမလဲကပ်တိန်ခဏတကူကမနှက်ကရပါဘူးအဖြေကโอเคအပြင်သွားရင်ဘာယူသွားမလဲနှကန်းနေအမြဲတမ်းနှကန်းနေစောင်းလေကြလားအဖြေက no ကဲအဲ့ဆိုဟိုဘက်ကတိုင်မလို့ရပြီအပြင်သွားရင်ဘာယူသွားမလဲလေနေတခုယူလိုက်လေနိုင်โอเคအဖြေကဟုတ်ပြီကဲဒီဘက်4 5 6ခုလွတ်နေတယ်ပြောကြည့်အောင်နှစ်ချက်ပြောဒီသုံးပြောလေအပြင်သွားရင်အေးတခုတော့ယူလိုက်ရေဘူးတော်သေးအောင်တခုထွက်လာလို့ဘာရှိသေးလဲဟိုပါလေမိတ်ကပ်တီရှူပြီးတော့ဘာရှိသေးလဲဟန်ဂျယ်ပြီးတော့ဘာရှိသေးလဲတော်ပြီလားโอเคတစ်ဖွဲ့လုံးကိုစားပြီးတော့ကက်ပတိန်တခုတည်းရွေးရမှာဖြစ်ပါတယ်တခုတည်းဖြေရမှာပါအပြင်သွားရင်ဘာယူသွားမလဲနှစ်ချက်တမ်တီရှူတော့ဆိုတော့ဖြစ်နိုင်သေးတယ်နှစ်ချက်ဆိုရင်အဖြေကno ဒီတဲ့ဖြစ်နိုင်တာရှိတယ်နော်နောက်ပြီဗျာကဲဘာစဉ်းစားတော့လဲ power bank ဟုတ်ထုတ်ရေဘူးလည်းဖြစ်နိုင်တယ်နော်ဟန်ဂျယ်လည်းဖြစ်နိုင်တယ် what tissue ပြီးတော့မျက်မှန်အုတ်ထုတ်လုံးမကွဲလုံးဖြစ်ဘူးကွဲအောင်ဟမ်ဆက်လိုက်ဘူးတဲ့ okay နံပါတ်4ပြိတ္တဘာဖြစ်လဲရေဘူးအိုးနံပါတ်5လက်တန့်ဆေးရည်ညီမပြောရလေခုနဟန်ဂျယ်ဆိုပြီးတော့နံပါတ်6အုတ်ထုတ်နံပါတ်